ဟေးလူတွေမင်းတို့တခွားသီးကိုအတုတ်ထဲကအပိုပစ္စည်းလို့ထင်နေကြတာလားအဲ့ဒီအယူဆအမားတွေကိုအခုချက်ချင်းရက်လိုက်စမ်းဒီမှာတခြားနားထောင်ကြတခွားသီးမှာရေဓာတ်65ရာခိုင်နှုန်းတောင်ပါတာကွာမင်းတို့ရေတောက်ပြင်းနေတဲ့ခန္ဓာကိုယ်အတွက်ဒါကအကောင်းဆုံးဆေးပဲအပိုတွေပြောမနေနဲ့အသားရည်လှကျင်ကြတယ်မဟုတ်လားတခွားသီးမှာပါတဲ့ဆလီကာကမင်းတို့အသားရည်ကိုတင်းရင်းစေတယ်ဒါကိုတော့မသိကြဘူးလားအသုံးမကျလိုက်တာဘိုက်ပွားနေတာလားအစာမကြေတာလားတခွားသီးမှာပါတဲ့အမြင်ဓာတ်တွေကမင်းတို့ရဲ့အစာအိမ်ကိုရှင်းလင်းပေးလိမ့်မယ်တခြားဝါးစားကြစမ်းပါအစိတ်အတောက်တွေရှင်းကျင်ရင်လည်းငါ့ကိုပဲလာရှာတခွားသီးကခန္ဓာကိုယ်ထဲကအညစ်အကြေးတွေကိုစေးကြောပေးနိုင်တဲ့သဘာဝစွမ်းအားရှင်ပဲနားလေလားသွေးတိုးနေလို့စိတ်ညစ်နေလားငါမှပိုတက်စီယံပါဝင်မှုမြင့်မားတယ်လေမင်းတို့ရဲ့သွေးဖိအားကိုထိမ့်ညှိပေးဖို့ငါကအမြဲအစဉ်သင့်ပဲဝိတ်ချခြင်းနဲ့ဆိုပြီးဘာမှမစားဘဲနေမနေနဲ့တခွားသီးကကယ်လိုရီအရန်နဲလို့ဘလောက်စားစားမဝဘူးဒါကမှမလုပ်ရင်တော့မင်းတို့အလှဲ့ပဲအယိုးတွေတန်မာခြင်းရင်ဗီတာမင် K လိုအပ်တယ်လေတခွားသီးမှာအဲ့ဓာတွေအပြည့်ရှိတယ်အယိုးပွားယောဂမဖြစ်ချင်ရင်အခုကတည်းကတေချာစားထားကြဥနောက်ကျမ်းမာရေးအတွက်လည်းငါကအသုံးဝင်သေးတယ်ဖိုင်စီတင်ဆိုတဲ့ဓာတ်ကမင်းတို့မှတ်ဉဏ်တွေကိုကောင်းမွန်စေတယ်မေ့တတ်ရင်ဒါကိုစားပေးကြကဲအခုလောက်ဆိုတခွားသီးရဲ့တန်ဖိုးကိုသိလောက်ပြီထင်တယ်နောက်ထပ်ဗဒုသုတတွေသိချင်ရင် Daily Health Dose အကောင့်ကို follow လုပ်ထားပေးကြပါဦးအခုသွားတော့